ဒီနေ့မှာတော့ past continuous နဲ့ past perfect ဒီနှစ်ခုကြားတဲ့ကကွာခြားချက်ကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်။ကျွန်တော်ပထမအဆုံး past continuous ရဲ့ဖွဲ့စည်းပုံကိုကြည့်ကြည့်အောင်။ဆိုတော့သူ့ရဲ့ဖွဲ့စည်းပုံက was were plus verb ing ဆိုတော့ဒီ was were plus verb ing tense ကိုကျွန်တော်ဘာမှသုံးလဲဆိုတော့အတိတ်ကတိကျတဲ့ကာလတစ်ခုမှာတောက်လျှောက်ဖြစ်လာခဲ့တဲ့ action ကိုပြောတဲ့အခါကျရင်ကျွန်တော်က was were plus verb ing ကိုသုံးပေးရပါတယ်။ဥပမာI was talking on the phone when my parents arrived. မိဘတွေရောက်လာတဲ့အခါမှာသူကဖုန်းပြောနေခဲ့တာဖြစ်တယ်။ဆိုတော့တောက်လျှောက်လှုပ်လာခဲ့တဲ့ action ကဖုန်းပြောနေတာ။ဆိုတော့ was talking on the phone. ဆိုတော့ဒီမှာ was were plus verb ing past continuous ကိုသုံးထားတာဖြစ်ပါတယ်။တိကျတဲ့အချိန်မှာတောက်လျှောက်ဖြစ်ခဲ့တဲ့အကြောင်းအရာကိုပြောတဲ့အတွက်ကြောင့် was were plus verb ing ကိုသုံးထားတာဖြစ်တယ်။နောက်တစ်ခုကျွန်တော် past perfect tense ရဲ့ဖွဲ့စည်းပုံကိုကြည့်အောင် past perfect tense ရဲ့ဖွဲ့စည်းပုံက had plus verb 3ဖြစ်ပါတယ်ဆိုတော့ကျွန်တော် past participle လို့လည်းခေါ်ကြတယ်ပေါ့နော်ဆိုတော့ဒီဟာကိုဘယ်ချိန်နေမှာသုံးလဲဆိုတော့အတိတ်ကာလမှာဖြစ်ခဲ့တာတော့ဟုတ်တယ်ဒါပေမဲ့သူကအတိတ်ကာလကတိကျတဲ့အချိန်တစ်ခုမှာရှင်းစင်နောက်စင်ဖြစ်ခဲ့တဲ့ action နှစ်ခုအဲ့ဒီ action နှစ်ခုထဲမှာကျွန်တော်ပထမအဆုံးဖြစ်တဲ့ action ကို had plus verb 3နဲ့သုံးပေးရတာဖြစ်တယ်ဒုတိယဖြစ်တဲ့ action ကိုကြတော့ကျွန်တော်ရိုးရိုး simple past tense နဲ့ verb to ပဲသုံးပေးရတာဖြစ်တယ်။ဆိုတော့ဥပမာစာကြောင်းလေးနဲ့ကြည့်ကြည့်အောင် I was tired because I had studied a lot. I was tired ပင်ပန်းနေခဲ့တယ်။ဘာဖြစ်လို့လဲဆိုတော့ because I had studied a lot. စာရီအများကြီးလုပ်ခဲ့လို့ဆိုတော့ဒီမှာဆိုရင်ပင်ပန်းတာကအရင်လားစာလုပ်တာကအရင်လားဆိုတော့အဆုံးဖြစ်ရမယ်ဆိုတော့အတိတ်ကာလကတိကျတဲ့အချိန်တစ်ခုမှာရှေ့စဉ်နောက်စဉ်ဖြစ်ခဲ့တဲ့ action တစ်ခုဆိုတော့စာလုံးမှာပင်ပန်းမှာဖြစ်တယ်ဆိုတော့စာလုပ်တာကအရင်လာတယ်ပင်ပန်းတာကနောက်မှလာတယ်ဆိုတော့အရင်လာတဲ့ first action in the past ကိုကျွန်တော်က had studied past perfect နဲ့သုံးပြီးတော့ဒုတိယပင်ပန်းနေဆိုတဲ့ဟာ was tired ဆိုတော့ was ဆိုတဲ့ verb to be ကိုကြတော့ရိုးရိုး simple past tense နဲ့သုံးထားတာဖြစ်ပါတယ်ဒါကတော့ past continuous နဲ့ past perfect ကြားတဲ့ကမတူညီတဲ့ကွာခြားချက်ဖြစ်ပါတယ်ဆိုတော့ဒီလိုမျိုးရောထွေးတတ်တဲ့ grammar လေးတွေမသိတာတွေရှိရင် comment ထဲမှာမေးခဲ့လို့ရပါတယ်ကျွန်တော် page ကိုလည်း like and follow လုပ်ခဲ့ပါအားလုံးပဲ bye bye